ကဲကလေးတို့အခြေခံဗျိုင်းအတက်ဆုပ်ဗျိုင်းရက်ကျင်းညက်အောင်ကစားကြနော်ကျင်းညက်သွားတာနဲ့စွန်လက်သီးစွန်ဖန်းသီးစွန်လက်သီးကိုအခုစပြီးတော့ပြပေးမယ်အခုစွန်ကုတ်တာပဲပြအောင်မယ်အဲ့တော့ကလေးတွေလိုက်လို့ပါလိပြီညာတယ်မှာဒီမှာကြီးလက်လေးကုတ်ချလိုက်အားလုံးဖြန့်လိုက်မယ်ဒီမှာအားလုံးကုတ်ချလိုက်မယ်ဒီကောင်ဒီဒါဖမ်းတာဒီလက်ကိုဖမ်းတာဒါအဲ့တိုင်းပဲကြီးလှုပ်တာရတယ်နော်ဒီကောင်ဆိုရင်လည်းဒါဖမ်းတာဒီမှာညှိနေရမယ်အဲ့တော့ပဲညာပဲညာပဲညာအဲ့ဒါလိုက်လို့တာနဲ့လက်သီးနဲ့တွဲတော့မယ်ဒီမှာကြီးစွန်ကုတ်မယ်လက်သီးဖြည်းဖြည်းချင်းထိုးမှာဓမ္မဟုတ်ပြီအဲ့လက်ပဲဝိုင်းမယ်ဖမ်းမယ်လက်သီးထိုးမယ်အဲ့လက်ပဲဝိုင်းပြီးဖမ်းတယ်လက်သီးထိုးတယ်ဝိုင်းမယ်ထိုးမယ်ဝိုင်းမယ်ထိုးမယ်အဲ့ဒါကိုမန်ပါပါကစားမယ်ဒီချလို့ထိုးခန္ဓာကိုယ်လေးဆောင်းသွားမယ်ထိုးဟုတ်ပြီထိုးလက်ဒီမှာဒါကြီးတလူကြီးမဟုတ်ဘူးဒီမှာရှင်းပါပဲဒီမှာရှင်းပါပဲဟိုနောက်မရောက်ပါဘူးဘာလို့လက်သီးတစ်လုံးဒီနားမှာပဲရှိရမယ်ဆွဲလိုက်ဟိုကထိုးတဲ့လက်သီးဒီမှာနော်ထိုးဟုတ်ပြီထိုးโอเคကလေးတို့တရားလိုက်လို့နော်မရှင်းရင်ခဏပြန်ကြည့်ပါ